皆さんやっほー、アラブミンガラバビア、デリプロスプラインオーキーペースパー、ビネトゾライバレビア、ကျွန်တော်တို့မတွေ့ရတဲ့ကြောင်ပြီနော်ခုတလောကျွန်တော်လည်းအလုပ်ရှုံနေရဆိုတော့ねတိတ်မတိဖြစ်ပါဘူးဗျာဒီတစ်ပတ်မှာတော့ကျွန်တော်အိမ်အနီးနားမှာပဲရှိတဲ့ရခိုင်ဆိုင်လေးမှာဒါဆာမှာဖြစ်ပါတယ်ဗျာဆိုင်နာမည်လေးကတော့ Seafood Garden မှာဒီဆိုင်လေးရဆိုရင်တော့ကျွန်တော်တို့ဒီ Buddha Station ရော Uku Isuda Ni Buddha Station မှာရှိပါတယ်ဗျာ ACC နဲ့ Karaoke ဆိုချင်တဲ့လူတွေအတွက်ဆိုရင်တော့ဒီဆိုင်လေးကတော့အဆူဆမဲလုပ်ပါတယ်ပထမဆုံးအနေဖြင့်ကျွန်တော်မှာထားတဲ့ menu လေးကတော့ရခိုင်ချက်သားချက် menu လေးဖြစ်ပါတယ်ဗျာဆိုင်မှာဆိုရင်တော့ special menu တွေကိုတနေ့တခါဆိုင်ရဲ့ page မှာတင်ပေးပါတယ်ဖြစ်ပါတယ်ဗျာကျွန်တော်အရသာကတော့စီပြကြီးမဟုတ်ဘဲနဲ့ကျွန်တော်အရေးတောက်ပုံစံလေးဖြစ်ပါတယ်ဗျာစားလိုက်မယ်ဆိုရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့အရသာရရှိမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်မြင်တိုင်းတိုင်းပဲ set menu ထဲမှာဆိုရင်တော့ကျွန်တော် side dish တစ်မျိုးနဲ့ကျွန်တော်ဟင်းတစ်မျိုးရဲ့ကျွန်တော်တို့စရာရဲ့ငပိထောင်းရင်ပါဝင်ပါတယ်ဗျာအဓိက main အရသာကတော့ဒီငပိထောင်းဖြစ်ပါတယ်ဗျာတကယ်စားလိုက်မယ်ဆိုရင်တော့ဆွေမျိုးမိသွားလာလိုက်ထိအရသာရရှိမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်ဈေးနှုန်းလေးကတော့ဒီ set menu တစ်ပွဲကို1400နဲ့မှ50ဖြစ်ပါတယ်ဗျာနောက်တစ်မျိုးကတော့ကျွန်တော်ရခိုင်သမင်းတုပ်မှာထားပါတယ်ဖြစ်ပါတယ်ဗျာဒီရခိုင်သမင်းတုပ်ထဲမှာဆိုရင်တော့ကျွန်တော်တို့ဟင်းရည်ရဲ့တခွားသီးရဲ့ slide ရဲ့ဆိုပြီးတော့လည်းသူထည့်ပေးထားပါတယ်ဗျာစားလိုက်တာနဲ့အရသာကတော့ထိမိခွေပါပဲဗျာအဲ့တော့ကျွန်တော်အမြင်နဲ့ကိုပဲတော်တော်စားချင်ခဲ့ပါတယ်တော့ဈေးနှုန်းလေးကတော့968ကျပ်ဖြစ်ပါတယ်အဲ့တော့ဈေးနှုန်းနေပြီးကြည့်မယ်ဆိုလဲဒီလိုတပွဲနေပြီးတန်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ဗျာအဲ့တော့ဒီဆိုင်အောင်သွားမယ်ဆိုလဲရခိုင်သမင်းတော့ကမဖြစ်မနေစားရမယ့်အထက်မှာလဲပါပါတယ်အော်ဒါနဲ့ဒီရဲ့ vlog ကကြောင်ညာပို့မဟုတ်ပါဘူးဗျာကျွန်တော်ကြိုက်လို့တားစားခဲ့တာပါဟီဟီကျွန်တော်တို့ရခိုင်ဆိုင်ရောက်ပြီဆိုရင်တော့မဖြစ်မနေရခိုင်မုတ်တီဖြစ်ဖြစ်ရခိုင်မုတ်တီအတုပ်ဖြစ်မှာတင်ပါတယ်အဲ့တော့ကျွန်တော်အိမ်ကြီးကတော့ရခိုင်မုတ်တီအဆက်တုပ်မှာခဲ့ပါတယ်ပုံမှန်အဆက်ဖြစ်ပါတယ်အဲ့တော့ဒီထဲမှာဆိုရင်လည်းကျွန်တော်တို့အကျော်ရဲ့ငဖယ်ဆိုပြီးရွေးချယ်စာ2မျိုးရှိပါတယ်ကျွန်တော်အဲ့ဒီနေ့ကတော့ငဖယ်ကျော်နဲ့ရွေးချယ်ခဲ့ပါတယ်ပုံမှန်မုတ်တီအတုပ်ပုံမှန်ဆိုရင်တော့948ဖြစ်ပြီးတော့ကျွန်တော်တို့ဒီငဖယ်ကျော်ပေါင်းထည့်မယ်ဆိုရင်တော့253ရင်ဖြစ်ပါတယ်ဗျာကျွန်တော်တို့မြင်တဲ့အတိုင်းပဲဒီမုတ်တီတစ်ပွဲမှာဆိုရင်တော့ဟင်းရီတစ်ပွဲကိုလည်းသူလက်ဆောင်ထည့်ပေးထားပါသေးတယ်အဲ့ဒီနေ့ကကျွန်တော်ကတော့စားခဲ့တဲ့မှာတော့ဒီရခိုင်မုတ်တီတော့ကိုတော့ကျွန်တော်တိတ်မကြိုက်ပါဘူးနည်းနည်းကျွန်တော်တို့ကတော့ပေါ့တယ်လို့ခံစားရပါတယ်နောက်ဆုံးတစ်ခုနေ့ဖြစ်ကျွန်တော်မှာခဲ့ရတော့ငါးတက်မေးရချက်ဖြစ်ပါတယ်ဗျာအဲ့တော့အရသာတော့လုံးဝကျွန်တော်တို့ 100% အကောင်းဆုံးလို့ထင်ပါတယ်ဗျာဘာဖြစ်လို့လဲဆိုရင်တော့ငါးရဲ့အချိုအရသာနဲ့တမယာကြီးရဲ့အချင်နဲ့ငရုတ်တီးနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာတကယ်သူ့ရဲ့ဟင်းရောတော့တဲ့အချိန်မှာပူရှိန်ပြီးတော့ပွင့်ထွက်သွားပါတယ်ဗျာတကယ်စားကောင်းပါတယ်ဒါအိုဆူဆူများလို့ဆိုဖြစ်ပါတယ်ဗျာဒီဆိုင်ရဲ့သူကတော့ဈေးနှုန်းလေးအဖြစ်တော့2000နဲ့မှ68ကျပ်ဖြစ်ပါတယ်ဗျာဒီဆိုင်အောင်သွားပြီဆိုတော့မဖြစ်မနေဒီဟာလေးကိုလည်းမှာတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဗျာဆိုင်မှာဆိုရင်တော့ကျွန်တော်ဟင်းရည်မျိုးစုံရှိပါတယ်ဗျာရခိုင်နဲ့ပတ်သက်တဲ့ဟင်းရည်ဗျာအဲ့တော့ကျွန်တော်လည်းကြံရှိတဲ့ဟာလေးတွေစားလို့မပြီးဆိုပြီးတော့ကျွန်တော်လည်းဆက်စားလိုက်ပါအောင်မယ်ဗျာအဲ့တော့ကျွန်တော်အဲ့ဒီကမကုန်ခဲ့တဲ့ဟာလေးတွေကိုလည်းပါစယ်ထုတ်ခဲ့ပါသေးတယ်ဗျာရခိုင်ဆိုင်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲနောက်ဆုံးတော့ကျွန်တော်တော်တော်လေးကိုဆက်ပြေးနေပါပြီအဲ့ဒါနဲ့ကျွန်တော်ဒီဆိုင်မှာလေးနောက်ထပ်ကျွန်တော်တို့ dessert တွေရပါတယ်ဗျာအချိုပဲနေပြီကျွန်တော်တို့ငပြောတိကြော်မှာဟဲ့ပါတယ်ဗျာအဲ့တော့သူဆိုင်ငပြောတိကြော်လေးရတယ်တော်တော်လေးကိုကောင်းပါတယ်ဗျာကျွတ်ရွရွလေးနဲ့တခုပဲကျွန်တော်စားလိုက်တဲ့အချိန်မှာစီနည်းနည်းများရည်ပဲရှိပါဗျာဒါပေမဲ့အရန်ကောင်းပါတယ်ဗျာကျွန်တော်ရဲ့ဆိုင်ရဲ့လိပ်စာလေးကိုလည်းကျွန်တော်ရဲ့ comment မှာ link ချထားပေးမယ်ဖြစ်ပါတယ်ဗျာဆိုင်လေးကတော့ကျွန်တော် Seafood Garden ပဲဖြစ်ပါတယ်ဗျာဘူတာကတော့ကျွန်တော်တို့ Uku Isuda Ni ဘူတာမှာရှိတာပါအဲ့ဆိုတော့ကျွန်တော်လည်းစားလို့ပြီးပြီဆိုတော့ကြံပါတော့မယ်ဗျာဆိုင်လေးကတော့ဒီဆိုင်လေးဖြစ်ပါတယ်ဗျာအားလုံးပဲ bye bye